အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိရဲ့ဖုန်းရဲ့ဘာမှာညဉ့်ညမ်းပုံလေးမကောင်းတဲ့ဇာတ်ကားတွေတက်နေတာကိုမိမိရဲ့သဘောမကျဘူးမကြိုက်ဘူးဆိုလို့ရှိရင်တော့ပိတ်တဲ့အချက်၃ချက်ကိုလုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းမှာညဉ့်ညမ်းဗီဒီယိုညဉ့်ညမ်းဇာတ်ညဉ့်ညမ်းပုံတွေအဲ့လိုမျိုးတက်နေတာကိုမကြိုက်ဘူးဆိုလို့ရှိရင်ဒီအချက်လေး၃ချက်ကိုတွားပြီးတော့ပိတ်လိုက်ပါကျွန်တော်တို့ဒီနည်းလေးကိုမလုပ်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးတော့ပါအောင်လို့မြစ်တာရက်ခံနေပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုအသစ်လေးကိုကြည့်ရတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ရဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်ဗျကျွန်တော်တို့ဒီနီလာလေးကိုလုပ်ဖို့အတွက်ကျွန်တော်တို့အရင်ဦးဆုံး Chrome browser လေးကိုအရင်ဝင်လိုက်ပါကျွန်တော်တို့ Chrome browser လေးကိုနှိပ်ဝင်ပေးလိုက်ပါ Chrome browser လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာရှိတဲ့အဆက်လေး39နှိပ်ပေးလိုက်ပါပြီးကျွန်တော်တို့ setting တွေကိုနှိပ်ဝင်ပေးလိုက်ပါဒီ setting လေးတွေကိုနှိပ်ဝင်ပေးလိုက်ပါပြီးမှကျွန်တော်တို့အပေါ်အနေနဲ့ဆွဲတင်လိုက်ပါဒီမှာ notification ဆိုတဲ့ဟာလေးကိုနှိပ်ပေးရပါမယ်ဒီဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာဒီ button လေးကပွင့်နေတယ်ဆိုလို့ရှိရင်ဒါလေးကိုပိတ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ပထမတစ်ချက်ပြီးပါပြီကျွန်တော်တို့ဒီနည်းလမ်းလေးကိုလုပ်ပြီးကျွန်တော်ဒါလေးတစ်ချက်ပြီးသွားပြီနောက်ထပ်ကျွန်တော်ဒုတိယတစ်ချက်ကိုသွားရမယ်ဒုတိယတစ်ချက်ကိုသွားဖို့အတွက်ကျွန်တော်တို့ဖုန်း setting တွေကိုသွားရပါမယ်ဖုန်း setting တွေကိုနှိပ်ဝင်ပေးလိုက်ပါဖုန်း setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ app ဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါခြားဖုန်းတွေမှာတော့ဒီ mechanism ဆိုပြီးတော့ပေါ်ပါတယ်ကျွန်တော်ဒီဖုန်းမှာကျတော့ဒီ app ဆိုတဲ့ဟာလေးပေါ်ပါတယ် app ဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးမှကျွန်တော်တို့အပေါ်မှာရှိတဲ့ app mechanism ဆိုတဲ့ဟာလေးကိုနှိပ်ပေးရပါမယ်ပြီးကျွန်တော်တို့ဒီမှာရှိတဲ့ software တွေကျွန်တော်တို့ software တွေထဲမှာကျွန်တော်တို့ဒီ Chrome ဆိုတဲ့ပုံစံလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးကျွန်တော်တို့ဒီမှာရှိတဲ့ဒီ manage notification ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ဒီလိုမျိုးတွေကျွန်တော်တို့ပိတ်ထားဖြစ်တယ်ကျွန်တော်တို့ဒီလိုမျိုးပွင့်နေရဆိုလို့ရှိရင်ကျွန်တော်တို့ပိတ်ပေးရပါမယ်ပိတ်လိုက်ပါကျွန်တော်တို့ဒီနည်းကိုဒီနည်းနားကိုမလုပ်ရှင်ဘူးဆိုလို့ရှိရင်တခြားနည်းလည်းရှိပါတယ်ကျွန်တော်တို့ Google Chrome browser လေးကိုကျွန်တော်တို့ဒီတစ်စက္ကန့်နဲ့စက္ကန့်လောက်ဖိပေးလိုက်ပါစက္ကန့်လောက်ဖိပေးလိုက်ပါဖိပေးလိုက်ကျွန်တော်တို့ဒီမှာ app import ဆိုတဲ့ဟာလေးရှိပါမယ်ဒီ app import ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးမှကျွန်တော်ပြခဲ့တဲ့ဒီမှာ manage notification ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဒီမှာဒီနေရာလေးမှာပိတ်ပေးလိုက်ပါကျွန်တော်ပြတဲ့ပထမ2ချက်ကတော့တူတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဖုန်းကအမျိုးအစားချင်းမတူတဲ့အတွက်ကျွန်တော်က3ခုလုံးပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနည်းလမ်းလေးကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်မိမိရဲ့ဖုန်းမှာညဉ့်ညမ်းဗီဒီယိုတွေညဉ့်ညမ်းတက်ပုံတွေမတက်တော့ပါဘူးအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ပေးတော့ပါအောင်ဗျနောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးတော့ပါအောင်